တချို့လူငယ်တွေကဘာကြုံနေချိန်တချို့လူငယ်တွေစာကုန်းကြက်နေရတယ်။တခါတလေလောကကြီးကပျော်ရွှင်စရာကြီးပါဗျာ။ကျွန်တော်ဟိုနေ့ကလမိုင်းရမယ်တို့ဖောက်ကဘာစီတော့အောင်မွဲခံနေတဲ့ပုံရိပ်တွေကိုအမတ်မထင်တွေးလိုက်မိပါတယ်။အဲ့ဒီကောင်လေးတွေရဲ့အသက်ကစက္ကုံ18တာရှိပါသေးတယ်။အသက်နဲ့မလိုက်အောင်ဆွမ်းဆောင်ပြနေတာကိုတော့တကယ်ကိုချီးကျူးရမှာဖြစ်ပါတယ်။ကျွန်တော်တို့နေထိုင်နေတဲ့ပျော်ရွှင်စရာနိုင်ငံတော်ကြီးမှာရှိနေတဲ့လူတွေကတခြားနိုင်ငံကလူတွေကိုပဲအဟုတ်ထင်နေကြပါတယ်။မြန်မာနိုင်ငံကလူငယ်တယောက်ထွန်းပေါက်လာခဲ့မယ်ဆိုရင်တော့ချီကျူးဖို့မြေတောင်မြောက်ပေးဖို့နေနေတတ်ဝေဖန်ဖို့ကသာအားတာနေကြတယ်။လမိုင်းရမယ်လို့ဆိုတာကလည်းဒီလိုနေရာရောက်ဖို့အတွက်ပြီးဆက်မှုတွေနင့်နာခံမှုတွေဘလုံးပေါ်မှာယူသွမှုတွေနဲ့ပေါင်းဆက်ပြီးတော့ယခုချိန်ဒီလိုနေရာကိုရောက်ရှိလာအောင်ကြိုးစားခဲ့ကြရတာပါ။အဲ့ဒီလိုပဲမြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ကဘောလုံးကိုယူတယောက်လိုဆွဲလန်းခဲ့ကြပါတယ်။ကြိုးစားတယ်ဒါပေမဲ့ဖိမပေးမိသူမရှိဘူး။လမ်းပြပေးမိသူမရှိဘူး။ကိုချတော်ပေါ်ကိုရက်ပြီးမပြုတ်ကြအောင်ပဲကြိုးစားနေကြရတယ်။နောက်ပြီးလမိုင်းရမယ်တို့ကဘာစီတို့ကိုအနာဂတ်အတွက်ရည်ရွယ်ပြီးတော့အတင်းတိုင်းကတန်းနဲ့ချီပြီးခေါ်ယူခြင်းနေကြတယ်။ဒီနိုင်ငံမှာတော့အနာဂတ်အတွက်ရည်ရွယ်ပြီးတော့တန်းနဲ့ချီပြီးဝယ်ဖို့နေနေတတ်ဝါဒနာကိုစွန့်လွတ်ဖို့သာပြောနေကြပါတယ်။ကျွန်တော်တို့ဖြစ်ချင်တဲ့ဘောလုံးဆိုတဲ့ဝါဒနာနဲ့အသက်မွေးဝမ်းကြောင်းပြုလို့မရဘူးလို့ကျွန်တော်တို့အုံနောက်ထဲကိုဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ရိုက်သွင်းခံထားရပါတယ်။အဲ့ဒါကိုကျွန်တော်တို့လူငယ်တွေနှုတ်ဖို့ကြိုးစားကြပေမဲ့အခုချိန်ထိနှုတ်လို့မရသေးပါဘူး။နောက်ဆုံးတော့ဝါဒနာနဲ့ထမင်းစားလက်မှတ်ရတယ်လို့တက်တည်ပြခြင်းတဲ့လူငယ်တွေကတဖြည်းဖြည်းကြီးလာတဲ့အခါမှာယူတုတ်ခဲ့တာတွေကိုအမိုက်ပုံတွေကိုပြစ်လိုက်ရပါတယ်။ဝါဒနာဆိုတာတွေကိုစုပြီးအေးလေးတစ်လုံးနဲ့ထက်ကရေချောင်းနဲ့မျောထားရပြီးတော့ဘယ်ချိန်ပြန်ကောက်ရမလဲမသိတဲ့အချိန်တွေကိုပိုင်ဆိုင်ထားတဲ့လူငယ်တွေဆိုရင်လည်းမားမယ်မထင်ပါဘူး။ဟုတ်ပါတယ်။တကယ်လည်းအဲ့လိုပါပဲ။တခါတလေမှကျွန်တော်တွေးကြည့်မိတယ်။ကျွန်တော်တို့ရဲ့အဖြစ်ကသူများနောက်ကိုမပြောမစုံနဲ့ပါသွားတဲ့ကောင်မလေးဖြစ်နေတူနေပါတယ်။ကြိုးစားခြင်းသေးပေမဲ့ကြိုးစားခွင့်မရှိနေဘူး။တခြားနိုင်ငံကကိုလိုရွယ်တူကောင်လေးတွေအောင်မြင်နေတာကိုထိုင်ကြည့်နေအောင်ကလွဲပြီးဘာမှကိုမတတ်နိုင်ပါဘူးဗျာ။ကြိုးစားခြင်းသေးပေမဲ့ကျွန်တော်တို့မှာကြိုးစားခွင့်ဆိုတာကမရှိသလောက်ကိုရှားပါနေပါတယ်။အိမ်ကမိဘတွေပဝန်းကျင်အပေါင်းအသင်းတွေကမင်းကိုပြောပါလိမ့်မယ်။စားကိုသာကြိုးစားစမ်းပါကွာ။ဘွဲကိုရအောင်သာယူလိုက်စမ်းပါစသဖြင့်မင်းကိုအမျိုးမျိုးစားနဲ့ပတ်သက်ပြီးဖိအားပေါင်းများစွာပြီးနေမယ်လို့ထင်ပါတယ်။ကျွန်တော်လည်းအဲ့ဒီလိုပါပဲဒီဗီဒီယိုကိုကြည့်နေတဲ့သူကရောစာနဲ့ကိုဖြစ်ချင်တဲ့ဝါသနာနဲ့လူငယ်တွေရဲ့အနာဂတ်တွေနဲ့စားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အတွေးထဲမှာရှိလာတဲ့တွေးမိတွေရအကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့ဒီဗီဒီယိုကွန်မန့်မှာတစ်ချက်လောက်ရေးသွားပေးလို့ရနိုင်ပါတယ်။